မင်္ဂလာပါအင်ဂျင်နီယာလုပ်ငန်းစက်ရုံအလုပ်ရုံ workshop တွေအနေနဲ့စက်ပစ္စည်းအစိတ်အပိုင်းအပေါက်တွေရဲ့အနက်မြောင်းတွေရဲ့အနက်ကိုမီလီမီတာအထိအတိအကျဘယ်လိုတိုင်းတာကြသလဲဆိုတာကိုတွေ့ဖို့ပါသလားမီလီမီတာရဲ့အစိတ်အပိုင်းအနည်းငယ်များလွဲချော်တာနဲ့စက်ပစ္စည်းတွေပျက်စီးတာကုန်ကျစရိတ်များတဲ့ပြုပြင်မှုတွေနဲ့ကုန်ထုတ်လုပ်ကြံ့ကြာမှုတွေကိုဖြစ်ပေါ်စေနိုင်ပါတယ်အခုမြင်ရတာကတော့ကျွန်တော်လုပ်ငန်းခွင်ထဲမှာကြုံမှုတာပဲဖြစ်ပါတယ်အတိုင်းအတာမီလီမီတာအနည်းငယ်လိုအပ်တာကြောင့်ဖြစ်ပေါ်လာတဲ့တက်ရောက်မှုအားဓာတ်တွေကိုမခံနိုင်လို့ပျက်စီးနေတဲ့အစိတ်အပိုင်းတွေပဲဖြစ်ပါတယ်ထို့သောမဖြစ်အောင်အတိုင်းအတာတွေကိုတိကျစွာတိုင်းတာနိုင်တဲ့ကိရိယာတွေလိုအပ်ပါတယ်ဒါကြောင့်မို့တိကျစွာတိုင်းတာလို့ရတဲ့ဗာနီယာအနက်တိုင်းကိရိယာဗာနီယာဓာတ်ကိတ်ဟာလည်းမရှိမဖြစ်အရေးပါတဲ့တိကျစွာတိုင်းတာတဲ့ကိရိယာတစ်ခုဖြစ်ပါတယ်ဒီဗီဒီယိုလေးမှာတော့ကျွန်တော်တို့ဟာဗာနီယာဓာတ်ကိတ်ရဲ့သမိုင်းကြောင်းစိတ်အပိုင်းများစနစ်တကျအသုံးပြုနည်းအဖြစ်များတဲ့အမှားတွေနဲ့လက်တွေ့စမှုလုပ်ငန်းခွင်အသုံးချမှုတွေအထိအသေးစိတ်လေ့လာလို့ရအောင်ဝေမျှပေးသွားပါမယ်ဓာတ်ကိတ်ဆိုတာအပေါက်များစလော့မြောင်းများကီလန်ကြောင်းများရဲ့အနက်ကိုတိတိကျကျတိုင်းတာရတွင်အသုံးပြုရသောအင်ဂျင်နီယာရင်သုံးကိရိယာတစ်ခုဖြစ်ပါတယ်ပုံမှန်ဗာနီယာကလစ်ပါ၏အခြေခံသဘောတရားအတိုင်းပင်အလုပ်လုပ်ဆောင်တော့လဲအပြင်ဘက်နှင့်အတွင်းဘက်အတိုင်းအတာများတိုင်းတာရန်အတွက်မဟုတ်ဘဲနဲ့အနက်ပိုင်းကိုသာတည်တံ့တိကျစွာတိုင်းတာနိုင်ရန်ဒီဇိုင်းထုတ်လုပ်ထားခြင်းပဲဖြစ်ပါတယ်ဒီကိရိယာမှာတော့ main scale နဲ့ vernier scale တို့ပါဝင်ပြီးတော့ပုံမှန်အားဖြင့် 0.02 mm အထိတိကျမှုနှုန်းဖြင့်တိုင်းတာနိုင်ပါတယ်ယခုကဲ့သို့တိကျစွာတိုင်းတာတဲ့ကိရိယာများမပေါ်ပေါက်ခင်ကတော့တာမန်ပေတံများဖြင့်အကျန်းဖြင့်တိုင်းတာနည်းများကိုအသုံးပြုခဲ့ကြတာပေါ့ဗျာထိုနည်းလမ်းများကလည်းတိကျမှုမရှိတဲ့ဖြင့်စက်ပစ္စည်းအစိတ်အပိုင်းများတက်ဆင်ရာတွင်အဆင်မပြေခြင်းဆက်အလှည့်ပြောင်းအဖြုတ်တက်များတွင်အမှားယွင်းဖြစ်ခြင်းထုတ်ကုန်အရေးသွင်းခြင်းဖြင့်ခြင်းနှင့်စက်ပစ္စည်းများအချိန်မတိုင်မီပျက်စီးခြင်းတို့ကိုဖြစ်ပေါ်စေခဲ့ပါတယ်ဒါကြောင့်ပဲတာမန်ပေတံများဖြင့်မတိုင်းတာနိုင်သောအနက်အတိုင်းတာများကိုလျင်မြန်စိတ်ချရပြီးတော့အလွန်တိကျစွာတိုင်းတာနိုင်ရန်ဓာတ်ကိတ်ကိုတည်ထွင်ခဲ့ခြင်းဖြစ်ပါတယ်Vernier scale ကိုပြင်သစ်လူမျိုးတင်ချပညာရှင်နဲ့အင်ဂျင်နီယာတဦးဖြစ်သူ Pierre Vernier က1632ခုနှစ်တွင်တည်ထွင်ခဲ့ခြင်းဖြစ်ပြီးတော့နောက်ပိုင်းတွင်အင်ဂျင်နီယာများက၎င်းကိုအခြေခံ၍ယနေ့ခေတ်သုံးစွဲနေသောတိကျစွာတိုင်းတာလို့ရတဲ့ scale မျိုးနဲ့အသုံးပြုလို့ရတဲ့ကိရိယာတွေကိုထပ်ဆင့်ဖန်တီးခဲ့ကြပါတယ်။ Vernier ဓာတ်ကိတ်ရဲ့အစိတ်အပိုင်းအခေါ်အဝေါ်တွေကိုရိုးရှင်းစွာနားလည်လွယ်အောင်ဆက်လက်ပြောပြပေးပါမယ်။ Measuring blade လို့ခေါ်တဲ့ Dead rod ကတော့အပေါက်မြောင်းနေရဲ့အနက်ကိုတိုင်းတာပေးတဲ့အချောင်းတန်ပဲဖြစ်ပါတယ်။သူ့အပေါ်မှာတော့ main scale အစိတ်ပိုင်းတွေကိုပြုလုပ်မှတ်သားထားပါတယ်။ main scale မှာတော့မီလီမီတာသို့လက်မအတိုင်းအတာများရှိပါတယ်။ base တနည်းအားဖြင့် slide jaw ကတော့တိုင်းတာလိုတဲ့အရာဝတ္ထုပစ္စည်းများရဲ့ထိပ်မျက်နှာပြင်ပေါ်တွင်တည်ငြိမ်စွာထားရမယ်ညီညာသောမျက်နှာပြင်ပဲဖြစ်ပါတယ်။တိုင်းတာရာတွင်ရည်ညွှန်းအမှတ် reference point အဖြစ်မှတ်ယူတိုင်းတာဖို့ရည်ရွယ်အသုံးပြုပါတယ်။သူ့ရဲ့အပေါ်မှာတော့ vernier scale လို့ခေါ်တဲ့အစိတ်ကလေးများရှိပါတယ်။ Vernier scale ကတော့ main scale မီလီမီတာအစိတ်ကလေးများအကြားရှိအတိုင်းအတာများကိုတိကျစွာတိုင်းတာဖို့ပြုလုပ်ထည့်သွင်းထားတာပါ။ Vernier scale မှာဆိုရင်အစိတ်အရေအတွက်20ကနေ50အထိရှိနိုင်ပါတယ်။အစိတ်အရေအတွက်20မှာဆိုရင် least count တန်ဖိုးက 0.05 mm ရှိပါတယ်။အစိတ်အရေအတွက်50မှာဆိုရင်တော့ least count တံဆိပ်တန်ဖိုးက 0.02 mm အထိရှိပါတယ်။အစိတ်အရေအတွက်20 50ဆိုတာကတော့ main scale 1 mm ကိုအစိတ်အပိုင်း20ဒါမှမဟုတ်50အထိတိကျစွာပိုင်းခြားထားတာပဲဖြစ်ပါတယ်။ဒါကြောင့်အစိတ်အရေအတွက်20ကို least count တန်ဖိုး 0.05 နဲ့မြောက်ရင်1 mm ရပါမယ်။အကယ်၍50ရှိတဲ့ဟာဆိုရင် least count 0.02 နဲ့မြောက်ရင်1 mm ရပါလိမ့်မယ်ခင်ဗျာ။နောက်ဆုံးကျန်တာကတော့ locking screw ပဲဖြစ်ပါတယ်။တိုင်းတာပြီးတဲ့အတိုင်းတာကိုမရွေချရန်နဲ့ရရှိလာသောတန်ဖိုးကိုသေချာဖတ်ရှုနိုင်ရန်ထိန်းချုပ်ထည့်ပေးထားတဲ့ screw ပဲဖြစ်ပါတယ်။ဒါဆိုရင်ဆက်လက်ပြီးဒီကိရိယာလေးကိုဘယ်လိုတိုင်းတာသလဲဆိုတာကိုဝေမျှပေးပါမယ်။ပြီးကြရင်ကျွန်တော်တို့လုပ်ငန်းခွင်နဲ့အသုံးပြုနေတဲ့ပုံစံတွေကိုလည်းတပြိုင်နက်တည်းလေ့လာမြင်တွေ့ရပါမယ်။မိတ်ဆွေကဘူးတုဒအနေနဲ့သိကျင်တယ်ဆိုရင်တော့အခုလောက်ဆိုလုံလောက်ပါပြီ။ဒါပေမဲ့မိတ်ဆွေကစမှုပညာရပ်ကိုသင်ယူလေ့လာနေတဲ့သူဒါမှမဟုတ်ပစ္စည်းတွေကိုတိုင်းတာရတဲ့သူတယောက်ဆိုရင်ဘယ်လိုတိုင်းတာအသုံးပြုရမလဲဆိုတာကိုဆက်လက်ပြီးတော့မဖြစ်မနေကြည့်သင့်ပါတယ်။ပထမအဦးဆုံးအရင်ကိုတိုင်းတာမဲ့နေရာရဲ့အသုံးပြုမဲ့ကိရိယာကိုတန်ရှင်းအောင်အဆိုင်ခဲဖုံတွေမရှိအောင်ရှင်းပေးရပါမယ်။ဒါမှမှန်ကန်တဲ့အတိုင်းအတာကိုရရှိနိုင်မှာပဲဖြစ်ပါတယ်။ဒုတိယအနေနဲ့ lock screw လေးကိုလျှော့ပြီးတိုင်းတာဖို့စလုပ်ပါမယ်။တတိယအနေနဲ့မျက်နှာပြင်နှစ်ခုကိုသေချာစွာမဆောင်းအောင်တောက်မှန်ကြအောင်ထိထားဖို့လိုအပ်ပါတယ်။နောက်ဆုံးအနေနဲ့တိကျတဲ့အနေအထားရောက်ရင် lock screw လေးကိုပြန်ကျက်ပြီးတော့အတိုင်းအတာကိုဖတ်ပါမယ်။အတိုင်းအတာကိုဖတ်ရမှာတော့ဖတ်ပုံဖတ်နည်းကိုသေချာစွာရှင်းလင်းနားလည်အောင်ထပ်ကတလဲလဲကြည့်စေချင်ပါတယ်
ဖတ်ရမှာတော့ total measuring value equal to main scale reading plus vernier scale reading ပဲဖြစ်ပါတယ် vernier scale reading ကိုလိုချင်တယ်ဆိုရင်တော့ number of vernier scale division ကို least count နဲ့မြှောက်ပေးရမှာပဲဖြစ်ပါတယ်ဒါကြောင့်ထပ်မံတည်ထားရမှာက total measuring value equal to main scale reading plus number of vernier scale division into least count ပဲဖြစ်ပါတယ် number of vernier scale division ဆိုတာကတော့အဆင့်အရေအတွက်ကိုဆိုလိုခြင်းပဲဖြစ်ပါတယ်အခုရရှိလာတဲ့အတိုင်းအတာကိုဖတ်ပါမယ်ပထမဦးစွာကျွန်တော်တို့ main scale ကိုဖတ်ပါမယ်ဒုတိယ vernier scale ကိုဖတ်ပါမယ်ရလာတဲ့တန်ဖိုးနှစ်ခုကိုပေါင်းလိုက်ရင်ကိုတိုင်းတာမဲ့အရာရဲ့တန်ဖိုးကိုရလာပါလိမ့်မယ် main scale ကိုဖတ်မယ်ဆိုရင်တော့ပထမဦးစွာ vernier scale မှာရှိတဲ့0အမှတ်ကိုရှာရပါမယ်0နဲ့တန်းနဲ့ကျနေတာဒါမှမဟုတ်0ရှေ့ကမီလီမီတာအဆင့်အရေအတွက်များဟာ main scale တန်ဖိုးပဲဖြစ်ပါတယ်အခု0အမှတ်ရှေ့မှာတန်ဖိုးအဆင့်အရေအတွက်ကတော့ဒီလောက်မီလီမီတာပဲဖြစ်ပါတယ်ဒါကြောင့် main scale reading ကတော့ဒီလောက်ပဲဖြစ်ပါတယ်နောက်ဆက်လက်ပြီးတော့ vernier scale reading ကိုဖတ်ပါမယ်ဖတ်ဖို့ဆိုရင် main scale နဲ့ vernier scale တန်းနဲ့ရှိနေတဲ့အမှတ်ကိုရှာရပါမယ်ခုမြင်ရတဲ့အတိုင်းဆိုရင်တော့ဒီအမှတ်ကလေးမှာတန်းနဲ့ကျနေတာကိုမြင်ရပါမယ်ပုံသင်နည်းအရဆိုရင်တော့ number of vernier scale into least အကောင်ပဲဖြစ်ပါတယ်တန်းနဲ့ကျနေတဲ့အထိ vernier scale အဆင့်အရေအတွက်အားဆိုရင်ဒီလောက်ပဲဖြစ်ပါတယ်ရရှိလာတဲ့အဆင့်အရေအတွက်ကို least count နဲ့မြှောက်လိုက်ရင်တော့ vernier scale reading ကိုရရှိလာပါလိမ့်မယ်ဒါဆိုရင် final measuring value ကိုလိုချင်တယ်ဆိုရင်တော့ main scale reading နဲ့ vernier scale reading ကိုပေါင်းပေးလိုက်ရင်ကျွန်တော်တို့သိချင်တဲ့တန်ဖိုးကိုနောက်ဆုံးရလဒ်အဖြစ်ရပါလိမ့်မယ်မိတ်ဆွေကနားမလည်ဘူးဆိုရင်တော့ဒီအပိုင်းလေးကိုထပ်ကတလဲပြန်ကြည့်စေချင်ပါတယ်နောက်ထပ်သိဖို့လိုအပ်တဲ့ပုံစံတစ်မျိုးနဲ့ထပ်မံတိုင်းတာပြပေးပါမယ်အခုတိုင်းတာလို့ရတဲ့အဖြေကိုဖတ်ပါမယ်ပထမဆုံးခုနကအတိုင်းပဲ main scale reading ကိုရဖို့ဆိုရင် vernier scale 0ရှေ့ကတန်ဖိုးဒါမှမဟုတ်0နဲ့တန်းနဲ့ကျနေတဲ့တန်ဖိုးကိုယူပေးရပါမယ်အခုမြင်ရတဲ့အတိုင်းဆိုရင်0နဲ့တန်းနဲ့ကျနေတာကိုတွေ့ရပါလိမ့်မယ်ဒါကြောင့် main scale reading ကတော့ဒီလောက်ပဲဖြစ်ပါတယ်နောက် vernier scale reading ကိုဖတ်မယ်ဆိုရင် main scale နဲ့ vernier scale တန်းနဲ့ကျနေတဲ့အမှတ်ကိုရှာရပါမယ်ဒီမှာဆိုရင်0မှာတန်းနဲ့ကျနေတာကိုတွေ့ရပါလိမ့်မယ်ဒါကြောင့် number of vernier scale အဆင့်အရေအတွက်ဟာဆိုရင်တော့0ပဲဖြစ်ပါတယ်ရလာတဲ့အဆင့်အရေအတွက်ကို least count နဲ့မြှောက်ရမယ်ဆိုရင်0 into 0.05 ပဲဖြစ်တဲ့အတွက်ကြောင့်မလို့0ပဲရပါလိမ့်မယ် measuring value main scale reading plus vernier scale reading ဖတ်လို့ရတဲ့အဖြေတန်ဖိုးကတော့ဒီလောက်ပဲဖြစ်ပါတယ်ကိုကအခုမှစသုံးမဲ့သူဆိုရင်ကျွန်တော်ပြောသလိုစနစ်တကျဖတ်ကြည့်သင့်ပါတယ်သုံးတာကြာလို့ကျွမ်းကျင်လာရင်အလွယ်တကူဖတ်နိုင်လာပါလိမ့်မယ်ဒီကိရိယာလေးသုံးတာနဲ့ပတ်သက်ပြီးကျွန်တော်လုပ်ငန်းခွင်ထဲမှာဘယ်လိုအသုံးပြုလဲဆိုတာကိုဒီဗီဒီယိုလေးအဆုံးမှာထည့်ပေးထားပါတယ်မြင်ရတာဆိုရင် engine မှာရှိတဲ့ inlet exhaust bar height တွေကိုတိုင်းနေတာပဲဖြစ်ပါတယ်ပုံမှန်ရှိတဲ့အတိုင်းတာတွေဝင်ရင်တော့အဆင်ပြေပါတယ်ပုံမှန်ထက်များနေတယ်ဆိုရင်ဘားစီးနဲ့ဘားစာပေမျက်နှာပြင်တွေကပွန်ဆာနေပြီဖြစ်ပါတယ်အဲ့ခါကျရင်လဲဖို့လှုပ်ဆောင်ပေးရပါတယ်ဒီလိုမျိုးပုံစံဖြင့် vernier deck gauge တွေကိုကျွန်တော်တို့လုပ်ငန်းခွင်မှာအသုံးပြုပါတယ်နောက်ထပ်လည်းတခြားပုံစံတွေနဲ့သုံးရတဲ့အလုပ်ပုံစံမျိုးတွေလည်းရှိပါတယ်ဒါကတော့ကျွန်တော်ဥပမာအနေနဲ့ပြပေးတာပါဒီဗီဒီယိုလေးကအသုံးဝင်ကြိုးရှိတယ်ဆိုရင်တော့ like လုပ်ပြီးတော့လိုအပ်တာအကြံပြုဆွေးနွေးချင်တာတွေကို comment မှာရေးပေးခဲ့ပါအောင်ခင်ဗျာဒီ channel လေးကို subscribe လုပ်ပြီးတော့နောက်ထပ်ဗီဒီယိုအသစ်တွေတင်သိရအောင် notification bell လေးကိုနှိပ်ထားပေးပါနောက်ဗီဒီယိုလေးမှာပြန်တွေ့ပါမယ်နေကောင်းချမ်းပါပြီးတော့ဘေးရန်နဲ့ကင်းအောင်ဆွမ်းနိုင်ကြပါစေခင်ဗျာ